အားလုံးပဲမင်္ဂလာပါသတင်းကောင်းပါပဲเนาะရန်ကုန်ပြည်ရထားထွက်ပါပြီเนาะ DEM ရထားထွက်ပါပြီမနေ့ကစပြီးလက်မှတ်တွေအားလုံးဖြတ်လို့ရပြီเนาะဒီနေ့လေးဖြတ်လို့ရတယ်တပတ်ခါလေးဖြတ်လို့ရတယ်เนาะကျွန်တော်တို့ဒီ online ဖြတ်မယ်ဆိုရင်ကျွန်တော်တပတ်ကြိုဖြတ်ရတယ်ဂျာဘူးတာတွေကအားလုံးက9ရက်ကြိုဖြတ်ရတယ်အဲ့တော့ ORTB ရဲ့ Facebook လို့ဒီပစ်မှာသူအရှိစရာတွေဈေးနှုန်းတင်ထားရှိသွားကြည့်လိုက်ပါเนาะကျွန်တော်ဒီရထားပိုင်းတွေတင်ဆက်ပေးနေတဲ့ဒီခီးသွား blogger ဖြစ်တယ်လို့ဒီဝါသနာရလဲဒီ knowledge ပိုင်းတွေရှင်းပြပေးတာရထားအကြောင်းတွေပေါ့เนาะဒီကရထားဝန်ထမ်းမဟုတ်ပါဘူးเนาะပြောပြပေးတာရထားဝန်ထမ်းမဟုတ်အားနေဒီ messenger ကိုလာပြီးတော် messenger လာပြီးတော့လက်မှတ်ဖြတ်ခြင်းလို့ဟိုကိုတီးလို့ရလာတော့ကျွန်တော်မသိတာတော့ဖြည့်ပြီးပါတယ်เนาะဟိုလက်မှတ်ဖြတ်တာတော့ကိုယ်တိုင်ဖြတ်ရတယ်ရန်ကုန်ဘူတာကြီးမှာဖြတ်လို့ရတယ် online အနေဖြတ်လို့ရတယ် online စနစ် ORTB website စနစ်ရနေ online လက်မှတ်ဖြတ်လို့ရတယ်เนาะအော် online ဖြတ်မယ်ဆိုရင်တော့တပတ်ကြိုဖြတ်ရတယ်เนาะအဲ့ဒါလေးကိုကျွန်တော်ပြောပြပေးတာเนาะအဲဒီလေမှတ်ပုံတင်တစ်ခုကိုလက်မှတ်တစ်ဆောင်ပဲရတယ်ကိုကဒီကိုကမိသားစုတက်ခီးသွားမယ်ဆိုရင်ကိုမှတ်ပုံတွေကမှတစ်ခုပဲကွာကျန်တဲ့မိသားစုကဥမာကိုမောင်နှမညီကိုမောင်နှမတွေရှိတယ်ဥမာခီးသွားမဲ့လူတွေရှိတယ်ဆိုရင်ညီကိုမောင်နှမတွေမှာအကိုလို့အမောင်လို့အမလို့ကဥမာဒီနေ့ဆိုရင်တယောက်လာမိတာရှိတယ်ဟိုအကိုကမအားလို့အခီးအလုပ်သွားလို့ကျွန်တော်တယောက်လဲရထားလက်မှတ်သွားဖြတ်လို့ရတယ်မှတ်ပုံတွေယူပါလက်မှတ်တစ်ဆောင်မှတ်ပုံတွေတစ်ခုလက်မှတ်ဆောင်မှတ်ပုံတင်တခုကိုက9ရောက်သာဖြတ်မယ်ဆိုမှတ်ပုံတင်9ခုယူပါတော့ဖြတ်လို့ရတယောက်လည်းတော့ဖြတ်လို့ရတယ်ဒါပေမဲ့လူတူကို9ရောက်6ရောက်လောက်ပဲရမယ်ထင်တယ်ကျွန်တော်အရင်တော့ငါလူ9ရောက်6ရောက်ပဲဖြတ်ခွင့်ပေးတာပူတာပြီးအော်လူကအဲ့လို online ဖြတ်လို့ရပါတယ် online ဖြတ်လိုက် online ဖြတ်ပြီးသွားပြီဆိုလွယ်လေး online ဖြတ် online website လည်းဝင်ပြီးသွားပြီဆိုရင် site by site ဟိုနေပြီးအရှင်စရာပြီးခေါင်းနံပါတ်ရေးပြီးဘဏ္ဍဦးသားမှာအရှင်းတော့ဖြတ်မှာလားဒီမျက်နှာရှင်းဆိုင်ဖြတ်မှာလားအထက်တန်းဖြတ်မှာလားရိုးတန်းဖြတ်မှာလားပထမလန်းအထက်တန်းရိုးတန်းလွယ်လေးပြီးသွား email တဲ့အကုန်ကြပြီးသွားပြီဆိုရင်ကိုမွေလဲဆုံးရှုံးရိုက်ပြီဆိုရင်ဒီပန်ဂျူအာနဲ့မွေဖြစ်မွေလွယ်ပြီးသွားပြီဆိုရင် slate 80တကယ်ရလာပြီဆိုရင်ဟို download ဆွဲပြီးတင်တာရန်ကုန်ဘူတာကြီးမှာရထားလက်မထွက်ခင်တနားရီအလိုမှာလက်မှတ်သွားလဲနောက်တစ်ခုကတနားရီတို့မလဲကျင်နေရတယ်ကိုကရှင်းသွားနောက်ဒီနေ့ဖြတ်နောက်နေ့သွားလဲလို့လည်းရတယ်အတို့တော့ခီးအရန်ဝေးတဲ့လူဥမာဟိုရန်ကုန်ဘူတာကြီးမှာမသွားနိုင်တဲ့လူရှိချိုးအင်းစိန်နေတဲ့လူရှိတယ်ဥမာအဝေးနေတဲ့လူရှိတယ်အဲ့ဆိုရင်ဖုန်းလေးကနေပြီးပြလိုက်လက်မှတ်တွေကိုပြလိုက်နော်အဲ့ဒါလေးကိုပြတယ်တို့လက်မှတ်ရထားစီမဲ့ဆိုတော့မှတ်ပုံနေလို့အပ်ပါတယ်နော်ကျောင်းသားကတ်တွေထောက်ခံစာတွေတကောင်စင်းတွေအဲ့ဒါမရဘူးမှတ်ပုံနေရှိမှရထားစီလို့ရမယ်မှတ်ပုံနေမရှိရထားစီလို့မရပါဘူးနော်ဒါလေးကိုပြပေးရတော့မှမရှိရထားစီမဲ့ဆိုရင်ဓာတ်မွေးခံဖြစ်ပါတယ်နော်ဓာတ်မွေးရိုက်ခံရတယ်မယ်အဲ့ဒါကျွန်တော် knowledge ပိုင်းလေးပြောပြပေးတာဖြစ်ပါတယ်နော်အားလုံးပဲကျေးဇူးများတင်ပါတယ်